ငငယ်တုန်းကကြည့်ခဲ့ဘူးတဲ့တရုတ်တည်းစကားတွေထဲကဒီကောင်တွေကိုတော့သိကြမှာပါဒီနေ့ဒီကောင်တွေအကြောင်းကိုပြောပြပေးပါမယ်ဒီလမ်းမလျှောက်ပဲခုံဆော့သွားတဲ့အကောင်တွေကိုတော့ဂျန်ရှီလို့ခေါ်ကြပါတယ်တရုတ်လိုဂျန်ဆိုတာတင်းကျပ်နေတော့ချီဆိုတာအလောင်းဖြစ်ပြီးအထိပ္ပယ်ကတော့တင်းကျပ်နေတော့အလောင်းလို့ပြောလို့ရပါတယ်ဂျန်ရှီရဲ့အကြောင်းပြောရမယ်ဆိုရင်တော့တရုတ်ရဲ့ခြေလျားထွေပြားလာတဲ့တန်တာရီတွေကနေစပြောကြရမှာပါတရုတ်တန်တာရီအရာလူတယောက်မှာဟွန်ဆိုတဲ့ဝိညာဉ်နဲ့အိုဆိုတဲ့ခန္ဓာကိုယ်ဝိညာဉ်ဆိုပြီးနှစ်မျိုးရှိပါတယ်တည်ဆုံးသွားပြီးနောက်ဟွန်ဆိုတဲ့ဝိညာဉ်ကကောင်းကင်ဘက်ကိုတွားပြီးအိုဆိုတဲ့ဝိညာဉ်ကတော့ခန္ဓာကိုယ်နဲ့နေခဲ့ရတယ်လို့ယုံကြည်ထားကြပါတယ်ဂျင်ကြီးပြစ်လာတဲ့အကြောင်းရင်းကတော့တင်းကျိုင်းနေရာမှာမှန်တာအလောင်းကိုမစီမံတာနဲ့မကောင်းတဲ့ကျူအိုက်ဝင်လာတာကြောင့်ပိုဆိုတဲ့ဝိညာဉ်ကခန္ဓာကိုယ်ရဲ့တင်းကျပ်နေပြီးဂျန်ရှီဖြစ်လာတယ်လို့ယုံကြည်ထားကြပါတယ်ကျူအိုက်ဆိုတာပါလဲကျူအိုက်ဆိုတာကအသက်ရှင်မှုစွမ်းအားဖြစ်ပြီးလေအသက်ရှူခြင်းနဲ့တွေးလက်ပတ်မှုအားလုံးကိုပေါင်းထားတဲ့အရာပါဂျန်ရှီတွေဟာကိုယ်တိုင်ကျူအိုက်မထုတ်လွှတ်နိုင်တဲ့အတွက်လူတွေစီကနေကျူအိုက်ကိုစိုးယူကခန္ဓာကိုယ်ကိုထိမ့်ရပြီးလေပင်ကိုကြိုက်တာမဟုတ်ပဲအသက်ရှူလမ်းကြောင်းကနေကျူအိုင်ကိုစုပ်ယူတယ်လို့ယုံကြည်ထားကြပါတယ်တရုတ်ဒန်နာရီတွေထဲမှာဂျန်ရွှေအမျိုးအစားပေါင်း၅မျိုးလောက်တွေကိုရှိပါတယ်ဖီကျန်ဟီကျန်ထောကျန်ဖေးကျန်ဟန်ပါဆိုပြီး၅မျိုးရှိပါတယ်ဒီထဲမှာဖီကျန်ကတော့စားဖြစ်ကစားဂျန်ရှိဖြစ်ပြီးအန်ဒီရဲလေးနေပါတယ်ဟန်ပါဆိုတဲ့ဂျန်ရှိကတော့နဆိုးအစင်းလောက်ရှိပြီးဒီကောင်လေးရှိတဲ့နေရာတွေမှာမိုးခေါင်လေတော့လည်းယူဆကြပါတယ်ဂျန်ရှီဆိုတာနဲ့သူတို့ရဲ့ဝက်စားနဲ့ဂျန်ရှီတွေကိုထိန်းချောင်းနိုင်တဲ့တိုးစီဖုန်းကြီးတွေအကြောင်းကိုလည်းရှင်းထားခဲ့လို့မရပါဘူးဂျန်ရှီရဲ့ဝက်စားတွေကတော့တရုတ်ချင်းမဆက်ခဲ့တော့ကအရာရှိတဲ့ဝက်စားခဲ့တဲ့ပုံစံတွေပဲဖြစ်ပါတယ်တည်ဆုံးသွားတဲ့အချိန်နဲ့နေဝေးမှာတည်ဆုံးသွားတဲ့အလောင်းတွေကိုမွေးရမြေတို့ပိုးတဲ့အချိန်တွေမှာလည်းဝက်ဆန်ပေးကြပါတယ်ဒီလိုပို့ဆောင်တဲ့အချိန်မှာအလောင်းတွေကိုတည်ယူလာတာမျိုးတွေရှိသလိုလက်ခီကျန်းရင်တိုးစီဖုန်းကြီးတွေနဲ့အလောင်းကိုစီမံလုပ်ပြီးယူဆောင်တာမျိုးတွေလည်းရှိပါတယ်။ချင်းမန်ဆက်ခေကတိုးစီဖုန်းကြီးတွေဟာဆေးပညာနဲ့ဗေဒံလက်ခတ်အပြင်ဂျင်းရှိလိုဝိညာဉ်နဲ့မကောင်းတဲ့သစ်သေးတွေကိုလည်းထိန်းချုပ်နိုင်တယ်လို့လည်းယုံကြည်ရပါတယ်။တိုးစီဖုန်းကြီးတွေအသုံးများတဲ့ပစ္စည်းတွေကတော့မော်စာရွက်မော်ဝင်သစ်သားတာကျင်းမှုမင်းခေါင်းလုံးနဲ့ကျင်းနှင်းကြိုးတွေပဲဖြစ်ပါတယ်။ဒါတွေကတော့ရုပ်ရှင်တွေထဲမှာအမြင်တွေ့ရတဲ့အရာတွေပဲဖြစ်ပါတယ်။ဒီလောက်ဆိုရင်ငငယ်တုန်းကကြည့်ခဲ့ဘူးတဲ့ဂျန်ရှီတွေရဲ့အကြောင်းကိုကောင်းကောင်းသိလောက်ပြီးထင်ပါတယ်အဆုံးလေးကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ထေးနိုင်ပါ